မင်္ဂလာပါမိတ်ဆွေဒီနေ့မှာတော့ကျွန်တော်သိထားတဲ့ကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအပိုင်းနဲ့အနေနဲ့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အပိုင်း1မှာတော့ကမိတ်ဆွေရဲ့လက်ထဲမှာကင်မရာ body ကင်မရာ lens ကင်မရာ battery နဲ့ memory card ဆိုတဲ့အဓိကအစိတ်ပိုင်း၄ခုပါတဲ့ကင်မရာတစ်လုံးရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်ဆိုတော့မိတ်ဆွေလက်ထဲကကင်မရာကို power on တော့မလို့လား power မ on ခင်မှာစစ်ဆေးရမယ့်အရာ2ခုရှိပါတယ်အဲ့ဒီနှစ်ခုကတော့ကင်မရာ body နဲ့ကင်မရာ lens ဖြစ်ပါတယ်ကင်မရာ body ကိုစစ်ဆေးတဲ့အခါမှာအချက်2ချက်ရှိပါတယ်အဲ့ဒီအချက်2ချက်ကတော့နံပါတ်1အချက်ကကင်မရာ body ရဲ့ brand ကိုစစ်ဆေးရမှာဖြစ်ပါတယ်ကင်မရာ body ရဲ့ brand ကိုဘာလို့စစ်ဆေးရလဲဆိုရင်တော့အဲ့ဒီကင်မရာရဲ့အပြင်မှာရှိတဲ့ဘတန်အထားအတူတွေကိုသိဖို့ရန်အတွက်စစ်ဆေးရမှာဖြစ်တယ်ကင်မရာ body ရဲ့ brand မှာဆိုရင် brand တွေအများကြီးရှိပါတယ်ဥပမာ Sony, Canon, Nikon, Fujifilm, Leica စတဲ့ကင်မရာ brand တွေအများကြီးရှိပါတယ်ဆိုတော့မိတ်ဆွေရဲ့လက်ထဲကကင်မရာကဘယ် brand မျိုးစားလဲဆိုတာကိုစစ်ဆေးရမှာဖြစ်ပါတယ်ဒုတိယအချက်ဖြစ်တဲ့ကင်မရာ body ရဲ့ model ကိုထပ်မံစစ်ဆေးရမှာဖြစ်ပါတယ်ကင်မရာ body ရဲ့ model ကိုဘာလို့စစ်ဆေးရလဲဆိုရင်တော့အဲ့ဒီကင်မရာရဲ့ performance ကိုသိဖို့အတွက်စစ်ဆေးရတာဖြစ်ပါတယ်ဥပမာ Sony brand မှာဆိုရင် ZV-CD, R8CD, A6000 ကျော် CD, A7CD, A7S CD, A7R CD, A7C CD, F8CD, A9CD, A1CD စတဲ့ model အများကြီးရှိပါတယ်ဆိုတော့မိတ်ဆွေလက်ထဲကကင်မရာကဘာ model လဲဆိုတာကိုထပ်မံစစ်ဆေးရမှာဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ကျွန်တော်ပြန်ပြောပြပေးမယ်မိတ်ဆွေရဲ့လက်ထဲမှာရှိတဲ့ကင်မရာကို power မ on ခင်မှာစစ်ဆေးရမယ့်အရာ2ခုရှိတယ်အဲ့ဒီ2ခုကတော့ကင်မရာ body နဲ့ကင်မရာ lens ကိုစစ်ဆေးရမှာဖြစ်တယ်ကင်မရာ body ကိုစစ်ဆေးတဲ့အခါမှာအချက်2ချက်ရှိတယ်ကင်မရာ body ရဲ့ brand နဲ့ကင်မရာ body ရဲ့ model ကိုစစ်ဆေးရမှာဖြစ်တယ်ဆိုတော့ကင်မရာ body ကိုစစ်ဆေးပြီးသွားပြီဆိုတော့ကင်မရာ lens ကိုထပ်ပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ် Okay ကင်မရာ lens ကိုဘယ်လိုစစ်ဆေးရမလဲဘာကြောင့်စစ်ဆေးရလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ